Subli blender လေးနဲ့15မိနစ်လောက်မှုတ်လိုက်တယ်ပေါ့နော်မှုတ်ပြီးတော့ဒီလိုမျိုးဒီမှာလည်းအပူချိန်ကိုထိန်းရတယ်နော်အဲ့တော့ဒီမှာသူကဒီအနေပေါ့ဒီအနေ mashed potato လို့ခေါ်တာပေါ့နော်အာလူးကိုခြေထားတဲ့အဆင့်တော့ရရင်ဒါရပါပြီဒါဆိုလို့ရှိရင်ဒီအနေမှာဒါခုစီနဲ့ line နဲ့အကုန်လုံးရောသွားပြီပေါ့နော်ဒီလိုမျိုးလုပ်ပြီးပြီဆိုရင် तू ကလေကြာကြီးတစ်လခွဲတွေပါထားစရာမလိုတော့ဘူး3ရက်လောက်နဲ့3ရက်လောက်နော်ဒီကလေးကတော့ရပြီဆိုတော့ဒီထဲကိုတမမှုန့်ထည့်မယ်နော်တမမှုန့်ထည့်လို့ဆိုကြလို့ဖြစ်ဆိုတော့ဒီလိုအနေဆိုရင်ဒါကတော့အခုဒါကတော့အကျန်းသုံးတဲ့ဆက်ပြလုံးမှာပေါ့နော်အိုးတိုင်နဲ့ပကံစစ်နဲ့အဲ့ဒီဟာလုံးမှာပေါ့နော်ကိုတိုင်းဆက်ပြတွေပါလုံးမယ်ဆိုလဲဒီလိုအနေရောက်ပြီဆိုလို့ရှိရင်မကျွတ်ဆို coffee မှုန့်ထည့်မယ်ကိုကြိုက်တဲ့ဒိန်ကျင်တို့ပါတော့ကုန်ထည့်လို့ရတယ်နော်အဲ့လိုထည့်ပြီးလို့ရှိရင်ဒါလေးကိုမူလောင်းလို့ရပြီပေါ့နော်ဒီမှာဆိုရင်ဒါလေးကင်မွန်သီးထည့်မယ်နော်ကင်မွန်သီးထည့်မယ်ဒါလေးကင်မွန်သီးထည့်ပါမယ်ထည့်ပြီးတော့ဒီထဲကိုထည့်ပြီးတော့မှုေးပါမယ်နော်အဲ့တော့ကင်မွန်သီးထည့်တာကတော့ဟိုအဆင်ပြေတယ်လို့ထည့်လို့ရတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဒါလေးကျွန်မချလိုက်မယ်ကဲဒီမှာကင်မွန်သီးလေးထည့်ပြီးတော့မှုေးပြီးသွားပြီနော်မှုေးရဲဆိုတော့ဗီဒီယိုရိုက်ပေးမဲ့လူကမရှိကြဘူးနော်သိခံပြီးကြည့်ကြအဲ့တော့ဒါလေးကင်မွန်သီးထည့်ပြီးတော့မှုေးပြီးသွားပြီမှုေးပြီးသားဆိုတော့ဒီလိုအနေလေးနော်ဒီလိုအနေလေးအဲ့တော့အခုထည့်တော့မယ်နော်ခွက်ထည့်အောင်ဆိုကင်မွန်သီးမထည့်တဲ့ဟာလေးနှစ်ခွက်လဲလောက်လိုက်သေးတယ်နော်အခုဒါလေးတွေကတော့ကျမရဲ့ခုနပြောကျမမွေးနေ့မှာပေးမယ်လို့ပြောထားတဲ့ကျမရဲ့ချစ်တော်တွေတကူပေးဖို့ပါဆိုဒီမှာအနက်မပါဘူးเนาะဘာဖြစ်လို့အနက်မပါလဲဆိုကျမကဟိုလောက်ဖို့ပေါ့เนาะဘာလို့ခေါ်မလဲရှော်ဖို့ဆိုတော့လေရှော်ဒီအဓိကကတော့ဆေးမယ်ကြောမယ်အနက်ထည့်ခြင်းလည်းရတယ်ပေါ့เนาะဒါပေမဲ့ကင်မွန်ဒီမှုန်နေမယ်ဆိုတော့မထည့်တော့လိုလေးပဲထားလိုက်တော့เนาะဒါလေးထည့်ပါမယ်ပြီးသေးဘူးเนาะထည့်ရအောင်